မင်္ဂလာပါခင်ဗျာ Money Talk Head ရဲ့ပရိသတ်ကြီးကိုကျွန်တော်တို့နှွေးထွေးစွာကြိုဆိုပါရစေ။ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်အာရှရဲ့စီးပွားရေးအပေါ်အဓိကသက်ရောက်မှုရှိမဲ့အရေးကြီးဆုံးငွေကြေးသတင်းလေးခုကိုရွေးထုတ်ပြီးလိုရင်းရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ကိုတည်ငြိမ်စွာထားပြီးဒီသတင်းတွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက်ဘာကိုဆိုလိုသလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်နော်။ကြည့်ထိုင်း GDP အနည်းဆုံးသူကျဆင်းတဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်း GDP ဟာ၄နှစ်အတွင်းအနည်းဆုံးစံချိန်ဖြစ်ခဲ့ 1.2% သာရှိခဲ့တယ်လို့အစီရင်ခံစာထုတ်ပေါ်လာပါတယ်။ဒီအတွက်ကြောင့်အစိုးရအနေနဲ့စီးပွားရေးလှုပ်ရှားမှုကိုအားပေးဖို့အတွက်အတိုးနှုန်းလျှော့ချခြင်းသို့မဟုတ်ငွေကြေးလှုံ့ဆော်မှုအစီအစဉ်တစ်ခုကိုစတင်ဖို့အတွက်ဖိအားတွေရှိနေပါတယ်။ဒီတာတွင်တက်ရောက်မှုထိုင်းစီးပွားရေးနှွေးကွေးခြင်းကအင်နည်းနိုင်ငံတွေစီကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုဝယ်လိုအားကိုရော့ချစေနိုင်ပြီးအာရှဒေသရဲ့စီးပွားရေးရွှေ့လာမှုကိုပါညင်သာစွာနဲ့နှွေးကွေးစေနိုင်ပါတယ်။နှစ်ဂျပန်ဒီလိုတင်မှန်းမှုမြင့်တာဂျပန်ရဲ့ GDP က 1.8% ကျုံသွားလို့အစိုးရကစီမံချက်တွေစဉ်းစားနေရပါတယ်။ဒါပေမဲ့ပိုပြီးစိုးရိမ်စရာကောင်းတာကတိုင်ဝမ်ကိစ္စကြောင့်နှစ်နိုင်ငံကြားမှာပြင်းထန်တဲ့တနမာရေးသဘောထားကွဲလွဲမှုပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။ဒေသတွင်းတက်ရောက်မှုဒီလိုပထဝီနိုင်ငံရဲ့တင်မှန်းမှုတွေဟာအာရှရဲ့အဓိကထောက်ပံ့ရေးကွင်းဆက်အစအစင်းတွေမှာကြီးမားတဲ့မရေရာမှုများကိုဖန်တီးပေးနေပါတယ်။အကယ်၍တင်မှန်းမှုတွေဆိုးဝါးလာရင်ကုန်သွယ်မှုတွေကိုပါထိခိုက်လာနိုင်ပါတယ်။၃အာရှ stock ဈေးကွက်များထိုးဆင်း American Beta Bank အနောက်လာမှာအတိုးနှုန်းလျှော့ချပြီးမြအလားလာနေတာတော့ယင်းနှမြုံနှံသူတွေစိုးရိမ်တော့အာရှ stock ဈေးကွက်တွေကျဆင်းနေပါတယ်။ American တိုးနှုန်းမြင့်နာနေခြင်းက American Dollar ကိုပိုပြီးအားကောင်းစေပြီးဒီအခြေအနေဟာကျွန်တော်တို့အားလုံးကိုတက်ရောက်မှုရှိပါတယ်။ဒေတာတွင်တက်ရောက်မှုဒေါ်လာဈေးတက်တာကြောင့်ကျွန်တော်တို့သွင်းခွန်တွေဥပမာ73ရဲ့လျှက်စစ်ပစ္စည်းဝယ်ဖို့ပိုပြီးဈေးကြီးလာစေကဒေတာတွင်ငွေကြေးဖောင်းပွားမှုကိုတိုက်ရိုက်တွန်းအားပေးနေပါတယ်။လီမြန်မာကုန်သွယ်ရေးအကြက်တိုင်းနဲ့မြန်မာနိုင်ငံမှာထိုင်းနဲ့တရုတ်နဲ့ဆက်သွယ်ထားတဲ့အဓိကကုန်းလတ်နယ်စပ်တွေဆက်လက်ပိတ်ထားစေပါပဲ။ဒီအခက်အခဲကိုဖြေရှင်းမှုအတွက်လမ်းပေါက်ကြီးပို့ရှေ့ပြီးကုန်ကျစရိတ်ပိုမြင့်မားတဲ့ပင်လယ်ရေကြောင်းအသစ်တွေကိုဖွင့်လှစ်နေရပါတယ်။နိုင်ငံသားများအတွက်တက်ရောက်မှုဒီလိုတည်ယူပို့ဆောင်ရေးစရိတ်တွေတက်ပါတာကြောင့်မြန်မာနိုင်ငံသားတွေဟာလောင်စီရေစေးဝါးလိုမရှိမဖြစ်လိုအပ်တဲ့သွင်းကုန်တွေရဲ့ဈေးနှုန်းမြင့်တက်မှုနဲ့ပြက်လက်မှုတွေကိုရင်ဆိုင်နိုင်ပါတယ်။ဒီသတင်းလေးခုကအာရှအပေါ်တက်ရောက်မှုအကြီးမားဆုံးအဆင့်လိုက်အကြံကြုံရှင်မြန်မာပင်လယ်ရေကြောင်းအသစ်တွေအရေးကြီးဆုံးချက်ချင်းဈေးနှုန်းမြင့်တက်မှု stock ဈေးကွက်ကျဆင်းမှုဒေါ်လာအားကြောင့်ဒေသတွင်ငွေကြီးဖောင်းပွားမှုဂျပန်တရုတ်တင်မှန်းမှုရေရှည်ကုန်သွယ်မှုပဒေကြမှုထိုင်း GDP နှေးကွေးခြင်းဒေသတွင်ကိုတွယ်ဝိုက်ထိခိုက်နိုင်မှုမနက်ဖြန်မှာလောက်ဆုံးရရိုးရှင်းတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့ပြန်လာပါမယ်အားလုံးပဲကောင်းသောနေလေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ